အနာဂတ်မှာလုံမဲ့ကိစ္စအကြောင်းပြောတဲ့အခါဆိုလို့ရှိရင်လူအများစုဇဝေဇဝါဖြစ်တဲ့မေခွန်းတစ်ခုရှိပါတယ် I will call you later လို့ပြောရမလားဒါမှမဟုတ် I am going to call you later လို့ပြောရမလားဒီနှစ်ခုလုံးကအနာဂတ်အကြောင်းပြောတာမှန်ပေမဲ့သုံးစွဲတဲ့ content လွဲသွားလို့ရှိရင်တစ်ဖက်လူနားလေတဲ့သဘောတရားလည်းကွဲပြားသွားနိုင်ပါတယ်အထူးသဖြင့်ကိုယ့်ရဲ့တစ်ထဲနဲ့စကားပြောတဲ့အခါဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ client တယောက်ယောက်နဲ့စကားပြောတဲ့အခါအသုံးအမှားတစ်ခုကြောင့်မလိုအပ်တဲ့အထင်မြင်လွဲမှားမှုတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မှာတော့ well not going to ရဲ့ခြားနာချက်တွေကိုကွယ်ပြားနားလည်သွားအောင်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအခြေခံသဘောတရားလေးကိုကြည့်ကြရအောင်ပါ well not going to ရဲ့အတိတ်ပဲခြားနာချက်ကိုဒီလိုမျိုးခေါင်းထဲမှာအတိတ်ပဲဖော်ကြည့်ရအောင်ပါ number 1 going to ဆိုတာ pre-planned ဒါမှမဟုတ် intention ကိုပြောချင်တာပါသဘောတရားကကြိုတင်ပြီးတော့မှပြင်ဆင်ထားတဲ့ကြိုတင်စီစဉ်ထားတဲ့အကြောင်းအရာတွေကိုပြောဖို့အတွက်သုံးတာပါကိုယ့်ရဲ့ခေါင်းထဲမှာစကားမပြောခင်ကတည်းကကြိုတင်စဉ်းစားထားတဲ့အစီအစဉ်တွေဆွဲပြီးသားရှိရဆိုလို့ရှိရင် going to ကိုသုံးရပါမယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် I am going to change my job next month နောက်လာငါအလုပ်ပြောင်းဖို့စီစဉ်ထားတယ်ဆိုတဲ့သဘောပါနံပါတ်2အနေနဲ့ will ကတော့ instant decision တွေဖြစ်တဲ့ promise တွေကံလန်းချက်တွေအကြောင်းကိုပြောရှင်တဲ့အခါမှာသုံးပါတယ်ကြိုတင်စီစဉ်ထားတာမဟုတ်ပဲပြောနေတဲ့ခဏမှာပဲရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တာကတိတွေပေးတာဆိုလို့ရှိရင် will ကိုသုံးပါတယ်ဥပမာဖုန်းထားမြေလာတယ်ဆိုလို့ရှိရင်ကျွန်တော်ရုတ်တရက်ပြောရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ I will answer it လို့သုံးပါတယ်ကတိပေးတာမျိုးတွေဆိုလို့ရှိရင်လည်း I will send you the fine I promise စသည်အပြင်သုံးပါတယ်အလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင်တော့စကားမပြောခင်ကတည်းကကြိုတင်စီစဉ်ထားပြီးသားအစီအစဉ်ရှိတယ်ဆိုလို့ရှိရင် going to ကိုသုံးစကားပြောနေစဉ်မှာပဲလက်ရှိရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တဲ့အကြောင်းအရာမျိုးဆိုလို့ရှိရင် will ကိုသုံးပါဒီ user ကိုနားလည်ပြီဆိုလို့ရှိရင်အလုပ်ထဲကဖြစ်စဉ်တချို့နဲ့နှိုင်းယှဉ်ပြီးတော့မှလေ့လာကြည့်ကြရအောင်ပါနံပါတ်1ဥပမာကိုကတထဲနဲ့စကားပြောတယ်ဆိုပါစို့တထဲကသင်ကို where is the client presentation file လို့မေးတယ်ဆိုရင်ကိုကဒီ file ကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်မယ်ဆိုရင်တော့ I am going to send it to you after lunch လို့သုံးပါမယ်ဒါကမွန်လွဲပိုင်းမှာပို့ဖို့အတွက်ကြိုတင်စီစဉ်ထားပြီးသားဆိုတဲ့ဒီဗီဒီယိုတက်ရောက်ပါတယ်တကယ်လို့ကိုကတထဲမေးတဲ့အချိန်မှာချက်ချင်းတတိယပြီးကောက်လို့ဖို့ဆုံးဖြတ်လိုက်တယ်ဆိုလို့ရှိရင်တော့ I will send it to you right away လို့ပြောလို့ရပါတယ်ဒါကတော့အခုပဲဆုံးဖြတ်ချက်ချလိုက်ပြီးအခုပဲပို့ပေးမယ်လို့ပြောတဲ့သဘောမျိုးပါနောက်တစ်ခုအနေနဲ့ခံမှန်းပြီးပြောဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားကြည့်ရအောင်ပါအနာဂတ်တွေအကြောင်းခံမှန်းပြောဆိုတဲ့အခါမှာလည်းကွာခြားမှုရှိပါတယ်တကယ်လို့အကြောင်းအရာတစ်ခုက evidence သက်သေအထောက်အထားတွေရှိတဲ့အခါမှာဆိုလို့ရှိရင် going to ကိုသုံးပါဥပမာဆိုလို့ရှိရင် look at the dark clouds is going to rain လို့ပြောတဲ့ပုံစံမျိုးပါအပြင်မှာမိုးတိမ်တွေညိုမဲနေတဲ့အတွက်ကြောင့်မလို့မိုးလျော်တော့မယ်သက်သေနဲ့တကွာပြောတဲ့ပုံစံပါတကယ်လို့ကိုယ်ပိုင်ထင်မြင်ချက် personal opinion ကိုပေးရှင်တာဆိုလို့ရှိရင်တော့ well ကိုပဲသုံးပါတယ် I think our team will win the project ဒါကတော့ကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောတဲ့ပုံစံဖြစ်ပါတယ်ဒီနေရာမှာ native speaker တွေပြောလေးရှိတဲ့အတန်ထွက်ဖြတ်လန်းနည်းတချို့ကိုပြောပြရှင်ပါတယ်ပထမတစ်ခုကတော့ I will ပါဒီလိုစကားပြောတဲ့အခါမှာဆိုလို့ရှိရင် I will ဆိုပြီးတော့မှနှလုံးမပြောဘဲနဲ့ I'll ဆိုတဲ့အတန်ထွက်ပုံစံမျိုးနဲ့ပြောပါတယ် I will do it I do it ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ် going to ဆိုလို့ရှိရင်လည်းတကယ်စကားပြောတဲ့ပုံစံမှာဆိုလို့ရှိရင် gonna လို့ပဲသုံးပါတယ် I am going to submit the task လို့ပြောမယ်အစား I'm gonna submit the task လို့ပြောတဲ့ပုံစံမျိုးပါဒီနေရာမှာ must ထားစရာတစ်ခုရှိတာက gonna တို့လိုပုံစံမျိုးတွေကစကားပြောတဲ့အခါမှာ message ပို့တဲ့အခါတွေမှာသုံးလို့ရပေမဲ့ formal letters တွေရေးတဲ့အခါမှာဆိုလို့ရှိရင်တော့အပြည့်စုံရေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့သင်ယူခဲ့တာတွေကိုလက်တွေ့စမ်းသပ်ကြည့်ရအောင်ပါအဲ့ဒီအတွက် scenario နှစ်ခုပေးထားပါတယ်ဖြေတွေကို comment ထဲမှာရေးထားခဲ့နိုင်ပါတယ် question number 1သင်ရဲ့တငယ်ချင်းက what are your plans for this weekend လို့ပြောရဲဆိုပါစို့တကယ်လို့ကိုကကြိုတင်ပြီးတော့မှစီစဉ်ထားတာရှိတယ်ဆိုလို့ရှိရင် A B ဘယ်ဟာအဖြစ်မှန်မလဲ comment မှာရေးခဲ့ပေးပါနောက်ထပ် question number 2ကတော့သင်ကရုံးမှာ coffee တောင်းနေရင်သင်ရဲ့လုပ်ဖို့ကင်ဖတ်က file အကြီးတွေကိုမနိုင်မနှင်းနဲ့တည်လာတာတွေ့တယ်အဲ့ဒီအခါမှာသင်ကချက်ချင်းရုတ်တရက်သူ့ကိုကူညီပေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအခါမှာဆိုလို့ရှိရင် A B ဘယ်တစ်ခုကအမှန်ဖြစ်မလဲအဖြေတွေကို comment မှာရေးသားခဲ့နိုင်ပါတယ်တယောက်ရှင်းစီကိုအသေးချာစစ်ပေးပြီးအမှားပါလို့ရှိရင်လည်း
အသေးစိတ်ပြင်ပေးပါမယ်တကယ်တော့အင်္ဂလိပ်စကားပြောတာကတရားစီးမြင်တွေကိုအလွတ်ကြက်တာထက်စကားပြောတဲ့အခြေအနေကိုသဘောပေါက်ပြီးအလေအကျင့်လုပ်တာကပိုပြီးတော့မှထိရောက်ပါတယ်ဒီဗီဒီယိုကသင်အတွက်အသုံးဝင်တယ်ဆိုလို့ရှိရင် like လုပ်ဖို့နဲ့ကိုယ့်ရဲ့တငယ်ချင်းတွေစီကို share လုပ်ပေးဖို့မမေ့ပါနဲ့နောက်တစ်ပတ်မှာတော့နေ့စဉ်လုပ်ငန်းခွင်မှာသုံးတဲ့ modal verb တွေဖြစ်တဲ့ can could would should တွေအကြောင်းကိုအကျိုးရှိရှိအသုံးချနိုင်ဖို့မျှဝေပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် see you